ဘာသူကြောင့်မိမိတန်မိုးမမဲ့စေနဲ့ကိုယ့်ဘက်ကဘလောက်ပဲကောင်းနေပါစေတစ်ဖက်လူကတန်မိုးမသိအလကားပါမိမိတန်မိုးသိတဲ့မြင်တဲ့အရာမှသာနေထိုင်ပါမိမိတန်မိုးပုံမြင့်စေပါလိမ့်မယ်တမိုးမသိတဲ့ရက်မှရှိနေမိမိကိုယ်တိုင်လှည့်ထွက်လာခဲ့ပါပြန်ခဲ့နေမိမိစိတ်ကလေးပူနာခြင်းနေလိမ့်မယ်စိတ်နေကောင်းမှလူကျန်းမာတာကျန်းမာမှမိမိလှုပ်ရှင်တာတွေကိုပျော်ရွှင်စွာလုပ်နိုင်မှာပါငါပြောသမျှငါလှုပ်ပြီးသမျှငါတန်ဖိုးကိုသိလာမှာပါလေလို့မျှော်လင့်မနေပါနဲ့တမုံကြီးရဲ့သူတွေကမိဘကဘလို့ပဲလှုပ်ပြီးဘလို့ပဲကောင်းပြီးသူတို့ရဲ့စိတ်ကလေးနက်မှုမရှိတဲ့အကျွမ်းမိမိစိတ်ကလေးသာကိုပင်ပန်းရတတ်ပါတယ်စိတ်ပင်ပန်းတာတွေစိတ်ရောကိုယ်ကိုပါရွေးချယ်စေပါတယ်ထို့ကြောင့်တမုံကြီးရဲ့သူနာရအောင်လေးထွက်ပါစမှာတော့နေရာခတ်ပြီးနာချင်ရပြီမယ်မြို့ကြခင်ပြီးစိတ်ကလေးကျမ်းမာလာပါလိမ့်မယ်ဒီကစိတ်ကလေးကျမ်းမာဖို့ကိုယ်သာခရူးဆိုင်ပါ